ပင်လယ်ရေမျက်နှာပြင်ထပ်ပေ4000ကိုရောက်မှအောက်ဆီဂျင်ပြတ်လက်မှုကြောင့်အမျိုးသမီးဖြစ်သူတတိလက်သွားခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာအောက်ကိုအရှင်နဲ့ထိုးကျသွားပြီးမြဲလုံခြုံရေးကြိုးတိုင်းထားတာကြောင့်ကောင်းကင်ထက်မှတန်လန်ကြီးဖြစ်နေခဲ့ပါတယ်။လက်နက်ထက်လောက်မှလည်း AKB တောင်တင်းနေပါပြီ။ခြေထောက်ထဲကသူမရဲ့အဖော်ကလည်းတတိမိအမျောနေပြီးဖြစ်တဲ့အတွက်သူမကိုသူမကဲတင်ဖို့ကြိုးစားရပါတော့မယ်။အမျိုးသမီးကကြိုးကိုခြေထောက်နှုတ်ချောင်းနဲ့မြင်းမြင်းညတ်လွှဲရနေတဲ့အရှင်ကိုအသုံးချပြီးခြေထောက်ရဲ့အနုခန်းပံကိုအားကုန်လှမ်းဆွဲလိုက်ပါတယ်။ခြေထောက်လေးကိုပြန်ရောက်သွားပေမဲ့အန်ဒီကမကင်းသေးပါဘူး။မိုးပြန်ပူပန်းကြီးကအပေါက်ကိုစက်တက်40ချိပြီးမြေပြင်ထပ်ပေ4000ကျုံကိုရောက်နေပါပြီ။လေးထွက်ပေါက်အဆိုရှင်ကလည်းရေခဲထူကြီးတွေကြောင့်ပိတ်ဆို့နေတဲ့အထက်မိုးပြန်ပူပန်းရဲ့အပေါက်ဘက်စီကိုလက်ပလာတက်တက်တွဲတက်ဖို့ရမှတပါအခြားရွေးချယ်စရာမရှိတော့ပါဘူး။ရုတ်တရက်အောက်ဆီဂျင်ပြတ်လက်မှုတန်ကြောင့်ခေါင်းတီမူးဝေပြီးတတိလက်မလို့ဖိတွားခဲ့ပါတယ်။ဒါပေမဲ့သူမအဖော်ရဖဲပြားလေးကိုလှမ်းမြင်လိုက်တဲ့အခါမှာတော့ချက်ချင်းဆိုသလိုတတိပြန်ဝင်လာခဲ့ပါတယ်။တွဲလောင်းကျနေတဲ့ကြိုးကိုခါမှချီနှောင်းပြီးတဆင်ချင်းစီအပေါ်ကိုတက်ခဲ့ရနောက်ဆုံးမှတော့ပူပေါင်းရက်ထိဆုံးကိုရောက်သွားခဲ့ပါတယ်။သူမဟာအားကုန်သုံးပြီးအဆိုရှင်ကိုကိုလုံးနဲ့ပစ်တိုက်လိုက်ပြီးမြရေခဲတွေကထူလုံးနေပါတယ်။ဒါကြောင့်ဖြည်းဖြည်းချင်းမတက်ရက်ပြီးရေခဲလွှာကိုခြေထောက်နဲ့ဆွန့်ကန်လိုက်တဲ့အခါမှာတော့ရေခဲတွေကွဲအပ်သွားခဲ့ပါတယ်။အဆိုရှင်ပြန်မခဲသွားအောင်ဖနက်ကြိုးကိုဖီးဖနက်ကိုအဆိုရှင်ကြားတဲ့ချက်နေအောင်ထိုးထည့်လိုက်ပါတယ်။အဲ့ဒီခါမှာလေပူတွေအပြင်ကိုထွက်လာပြီးမိုးပြန်ပူပေါင်းကြီးလည်းအောက်ကိုပြန်ဆင်းလာပါတော့တယ်။ခြေထောက်နဲ့ကအမျိုးသားလေးတတိပြန်ရလာပါတယ်။ဒါပေမဲ့နှင်းပွင့်နေဥပုပ်ဘက်ကိုပြန်တက်နေလာကိုတတိထားမိလိုက်တဲ့အခါပူပေါင်းကြီးအကြအမြန်လို့နေမှသူမချက်ချင်းတိလိုက်ပါတယ်။အဆိုရှင်ပိတ်ဖို့ကြိုးကိုဆောင်းဆွဲလိုက်ပေမဲ့ဆွဲအားပြင်းလွန်းတာကြောင့်ပြတ်ထွက်သွားပြီးပူပေါင်းကြီးကထိန်ချုပ်မရတဲ့အချိန်နဲ့ထူးကြလာပါတော့တယ်။အသက်ရှင်ပေါ်တဲ့ရှိသမျှပဲကြီးလေးကိုအောက်ကိုပစ်ချပြီးမဲ့လည်းမထူးကြပါဘူး။နောက်ဆုံးမှာတော့ချင်းတောင်းကိုတိုင်ကဝေါပို့ဆုံချစ်နေမှအမျိုးသားကတတိထားမိသွားပါတယ်။သူကအမျိုးသမီးကိုကြိုးတွေကိုမြင်းမြဲကင်ထားဖို့ပြောပြီးသူ့ရဲ့မြုံသားနဲ့ချင်းတောင်းကြိုးတွေကိုစတင်ဖျက်တော့ပါတော့တယ်။မြေပြင်နားရောက်တာနဲ့နောက်ဆုံးကြိုးကိုပြတ်သားစွာထက်တောက်လိုက်တဲ့အခါမှာချင်းတောင်းကပူပေါင်းနဲ့ကွဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အကြအချိန်ကတိတ်မလျော့သွားပါဘူး။အမျိုးသမီးကတော့အမျိုးသားအသက်ရှင်ပြီးမိုးလေဝသမတန်းတီချန်စစ်ဖို့အတွက်သူ့ကိုသူဆွတ်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုအသက်လူနေရတဲ့အချိန်မှာပဲအမျိုးသားဖြစ်သူကနောက်ဆုံးနီလန်းတစ်ခုကိုကြံစားလိုက်ပါတယ်။သူကအမျိုးသမီးကိုကြိုးခိုင်ခိုင်ကင်ထားပြီးပူပေါင်းနဲ့အသွင်းပိုင်းကြိုးတွေကိုဖျက်တောက်လိုက်ပါတယ်။ချက်ချင်းဆိုသလိုမိုးပြန်ပူပေါင်းကြီးကလေလျော့ပြီးကျွန့်ဝင်သွားကအရာမလေထီကြီးတစ်ဝိုင်ပြောင်းလဲသွားခဲ့ပါတယ်။သူတို့ရဲ့ထိုးကြနေတဲ့အချိန်လဲတိတိတသာလျော့ကျသွားပါတော့တယ်။နှစ်ယောက်သားဝမ်းသာအရာပွေ့လွတ်ဖက်လိုက်ကြပါတယ်။တစ်တော်ဦးထောက်ကိုကြဆင်းသွားပြီးနောက်ဆုံးမှာတော့ဘေးကင်းစွာမြေပြင်ဖို့ရမ်းရှိသွားခဲ့ကြပါတယ်။သူတို့ပြန်လဲတဲ့ရောင်နိုင်ခဲ့တဲ့မတန်းချက်လက်တွေဟာလူသားတို့ရဲ့မိုးလေဝသခက်မှန်းမှုသမိုင်းကိုတခိစမ်းစေခဲ့ပါတော့တယ်